အာဆီယံဟွန်တိုင်းဖလားမှာအာရှကြားကြီးတို့အုပ်စုအဆင့်ကတက်နိုင်ပါမလားဇူလိုင်လ24ရက်နေ့မှာစတင်ကျင်းပမဲ့အာဆီယံဟွန်တိုင်းဖလားပြိုင်ပွဲမှာမြန်မာလက်ရေးစင်ဘောလုံးအသင်းဟာထိုင်းမလေးရှားလာကိုဖိလစ်ပိုင်တို့နဲ့တုံးစုထဲကြားရောက်နေပါတယ်။ရခိုင်တိုက်ကာဖလား၊ဆူဇူကီဖလားစတဲ့စပွန်ဆာအမည်များနဲ့ကျင်းပခဲ့တဲ့အာဆီယံရဲ့ဂုဏ်သိက္ခာမြင့်မားဆုံးပြိုင်ပွဲကြီးမှာမြန်မာအသင်းဟာ15ကြိမ်ထိဝင်ရောက်ရှင်ပြိုင်ပူးပြီး13ကြိမ်အုပ်စုအဆင့်ကလှည့်ပြန်ခဲ့ရပါတယ်။2004တိုက်ကာဖလားပြိုင်ပွဲနဲ့မြန်မာနိုင်ငံမှာပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့2016ပြိုင်ပွဲမှာတော့မြန်မာပြည်သက်အားပေးမှုနဲ့အတူဆီမီဖိုင်နယ်အဆင့်ထိမြင့်ဆုံးတက်နိုင်ခဲ့ပါတယ်။လက်ရှိပြိုင်ပွဲကျင်းပမှုပုံစံအရမြန်မာအသင်းဟာအုပ်စုပွဲများကိုအိမ်ကွင်းဝေးကွင်းပုံစံကစားရမှာဖြစ်ပါတယ်။ဇူလိုင်လ25ရက်နေ့မှာမလေးရှားအသင်း၊ဩဂတ်လ4ရက်နေ့မှာလာအိုအသင်းတို့နဲ့ရန်ကုန်မြို့တူဝါနာကွင်းကြီးမှာအိမ်ကွင်းလက်ခံကစားရမှာဖြစ်ပြီးဖိလစ်ပိုင်အသင်းအုပ်စုနောက်ဆုံးပွဲထိုင်းအသင်းနဲ့ပွဲစဉ်တွေကိုတော့အဝေးကွင်းဖြစ်သွားရောက်ရှင်ပြင်ရမှာဖြစ်ပါတယ်။မြန်မာလက်ရေးစင်အသင်းအနေနဲ့အုပ်စုအဆင့်ကတက်ဖို့ဆိုရင်အနည်းဆုံးဒေသတွင်းအင်အားကြီးမလေးရှားနဲ့အာဆီယံချန်ပီယံ9ကြိမ်ပိုင်ဆိုင်ထားတဲ့ထိုင်းအသင်းတို့တွေကတသင်းကိုဖြုတ်ချနိုင်ဖို့လိုအပ်ပါတယ်။မြန်မာအသင်းကိုမကြသေးခင်ကမှတရားဝင်ကန့်အပ်လိုက်တဲ့ဝါရင်နေပြကြီးဂျွန်အန်ဒါဆင်တာဝန်ယူကိုင်းတွေမှာဖြစ်ပေမဲ့နေပြတစ်ယောက်အတွက်လုံလောက်တဲ့ပြင်ဆင်ချိန်မရသေးတာကတော့မြန်မာအသင်းအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမှာပါ။ဘော်ဒါတို့ရောလက်ရှိမြန်မာလက်ရေးစင်ကစားသမားတွေရဲ့အခြေအနေနဲ့ထိုင်းမလေးရှားတသင်းကိုဖြုတ်ချပြီးအုပ်စုအဆင့်ကတက်ဖို့ဆိုတာဖြစ်လာနိုင်ပါမလား။ထင်မြင်ချက်လေးတွေပြောပေးကြပါဦး။